ဟောဒီကလေးမလေးကိုကြည့်ပြီးတော့အားလုံးကတမျိုးထင်နေကြပါဘောနော်ဒါကတော့ကျွန်တော်နောက်ကလည်းတဲ့ကလေးမလေးပါဒါကိုယ့်ရဲ့သားသမီးလိုသဘောထားတဲ့ကလေးမလေးပါသူကျွန်တော်တို့ကတူတူစားမယ်လားလို့ပြောတော့စားတော့ဟုတ်တယ်ကိုကြီးကတက်တက်စားတယ်သမီးကသမီးတော့မှစားမယ်တဲ့နော်တခါကျရင် तू ကကျွန်တော်ပြန်လာငေါက်တာရှိသေးတယ်နော်နေရှူတင်ဆိုတော့ဟုတ်တယ်နေရှူတင်ဆိုတော့ဒီလိုပါပဲဖြစ်တယ်လို့ကျွန်တော်အားလုံးစားကြတာပါဘာမှကိုတမျိုးမထင်ကြပါနဲ့နော်ဟိုနေ့ကအကိုထီးဆောင်းတာကိုနားမှာအခုသူ့ထီးရိတ်အောင်မှလို့အကိုဆူခဲ့တယ်ဟုတ်တယ် तू ကဆူတာနော် तू ကဆူတာအဲ့လိုထီးလေးတေချာမိုးပါလို့ပြောတယ်ပြော तू ကဘာပြောလဲဆိုတော့တေချာမိုးလို့လည်းညင်နေမှမနေတာဒီလိုကျွန်တော်တို့နေသွားတဲ့ခါကျရင်ကျွန်တော်တို့ဟိုစားဖို့စပွဲတို့ဘာလို့ခါကျလောင်းကမရှိဘူးလေကျွန်တော်လည်းတစ်ခါကျမြည်ကြီးမော်ထိုင်စားတဲ့ခါမျိုးရှိပါတယ်အားလေးကိုတမျိုးမထင်ပါနဲ့လို့ဒီမန်လေးကိုတွေ့တော့ခါကျကောင်မလေးပဲမြင်တော့ကျွန်တော်လည်းကြည့်တော့မသိရင်ကျွန်တော်တို့တော်တော်နှိမ်ထားသလိုပါလို့ဖြစ်အဲ့လိုမျိုးဟာပါနေနေကျွန်တော်လှနေဘူးကောင်မလေးနာမည်လစ်လေတဲ့နော်နေတာညောင်ဦးမှာနော်အားလုံးမိတ်ဆက်လို့ရပါတယ်အကိုရဲ့တပည့်မလေးပါ